ကဘာကျော်တွေတက်ရောက်တဲ့အကိုကလာပွဲကိုဖိတ်ကြားခံလိုက်ရတဲ့ပန်းရောင်ချေဟုတ်ကဲ့ပါရှင်အကိုကလာပွဲဆိုတာကမ္ဘာအကြီးဆုံးအာဆီယံပစိဖိတ်အနုပညာရှင်အတတ်ပညာရှင်ကုန်ပြပွဲဖြစ်ပါတယ်။တကန်တနာနဲ့ကျင်းပလာတာဒီနှစ်နဲ့ဆို4နှစ်ရှိပါပြီ။အခုနှစ်ကိုတော့မေလ17ရက်နေ့မှာအမေရိကမှာရှိတဲ့ Los Angeles မြို့က Hard Rock Hollywood မှာကျင်းပခဲ့ပါတယ်။နယ်ပယ်တီတီမှာအောင်မြင်နေတဲ့ကဘာကျော်အနုပညာရှင်တွေခေါင်းဆောင်တွေစသဖြင့်လူပေါင်း600လောက်ကိုဖိတ်ကြားခဲ့ကြောင်းသိရပြီးတော့2024ခုနှစ်အောင်မြင်ဆုံးသူတွေကိုရွေးချယ်စုပေးခဲ့ပါတယ်။ဒီလိုပွဲကြီးကိုပန်းရောင်ချဲကမြန်မာကိုစားပြုအဆိုတော်တရုပ်ဆောင်နေနဲ့ပထမဆုံးဖိတ်ကြားခံရတာဖြစ်ပါတယ်။ပန်းရောင်ချဲကမြန်မာဝစ်စုံရွှေရောင်လေးနဲ့ပွဲတက်ခဲ့ပြီး Go House နဲ့ဘေဘုတ်ပူပေါင်းကျင်းပတဲ့ After Party ကိုတော့အဖြူရောင်လေးနဲ့လူငယ်ဆန်ဆန်တက်ခဲ့ပါတယ်။ပွဲမှာသူငယ်ငယ်ကကြိုက်ခဲ့တဲ့ဒူဘီယန်အဖွဲ့ဝင်ထေခွန်စူပါဂျူနီယာအဖွဲ့ဝင်စီဝန်တို့နဲ့တွေ့ဆုံခဲ့ကြောင်းလည်းသူမရဲ့လူမှုကွန်ရက်မှာဝေမျှထားပါတယ်။ပန်းရောင်ချဲကတော့တကယ်ကိုအောင်မြင်နေရပါပဲနော်။ကေဇယ်လီပရိသတ်ကြီးမြမကုံဆောင်တဲ့သူမတွေဂုံပြူစကားလေးတွေခွင့်မှတ်မှာရေးသွားပေးပါဦးနော်။